ပါပြီတော့လောမလို့တော့ညလုံးမလို့နားတွေကိုမလို့ပူထူးနာပဲအဲ့မဟုတ်တာလောမလို့တဲ့အကြောင်းရိုက်ကြလားကြောက်ပါတော့ရှင်တို့ကျမတော့ငိုကျမလက်မြောက်ပါတယ်လောမလို့ရှင်တို့တက်တီလဲအော်တယ်နော်ပတ်စံလဲပြေးမှာမလဲအကုန်ပောက်ဝဲတာတော့အရှင်းမတရားလုံးရှိမှာတရားလုံးရှိတာပဲတယောက်မှ3သိန်းလောက်လေးထုတ်ပြရတာလက်စုပ်ပဲကြံတော့တယ်လေမလို့တယောက်ကမှ3သိန်းလေတို့3ယောက်3သိန်းကိုကုန်နေတော့တယောက်3သိန်းစီကုန်ခကြီးတက်ခမ်းမယ်ဆိုရင်အမလေးခီးရထွားမှာနည်းနည်းအိတ်ရမြဲမြဲဝယ်ထားတာတော့မလို့သမီးနောက်ဆုံးကနေအဲ့တွေဆွဲသွားတော့ကြည့်ပြီးသမီးတယောက်တည်းဦးရတော့ချစ်စွာဆိုတာဒီမှာလေသူကသူမြေရောင်းမျိုးလုံးလုံးစစ်လိုက်တာဆိုတော့အဲ့ကိုစစ်ကလည်း तू ကလည်းရောင်းနေလို့လည်းလွတ်ကြတာလို့ပါလေအမလေးသူများအိတ်ဆိုင်ရအမလေးအဲ့ဒါလေးပြင်းနေတာလို့ဒီမဲ့အဲ့ဒါကြီးလုတ်ပြီးလက်ညှိုးနဲ့ဖျဲတယ်အမလေးတချို့ဆိုလည်းဖက်နဲ့ကို4-5ရံဝဲတာနော်အိတ်ဆိုင်လည်းကျန်တာလေမရှောက်ရှော့လို့မရဘူးအဲ့ဒီဆိုင်လည်းမလေးတော့မရှုံးဆိုင်မှာမြန်တော့ចောင်းတက်တာလားမသိဘူးမရှော့ဘူးပဲတော့လွတ်ကျန်တာမလေးတို့ကမျက်လုံးချင်းစကားပြောသေးတာတော့ကြောက်နေကြောက်မလေးကျမတို့ပိတ်ကြည့်ထားလိုက်တာဟိုမိမတောက်ပိတ်ကြည့်ထားတယ် तू ကလည်းမပြတ်တော့ဘူးမျက်လုံးနဲ့သိလားကျမကိုလည်းကြည့်လိုက်ကျမလည်းသိလား तू မျက်လုံးတို့ပြတ်သွားဈေးတွေတယောက်ဝေးတယောက်မတူဟဲ့တယောက်တစ်ပေါက်ဆိုသူတို့တော့တယောက်ကဈေးတယောက်ကဈေးတယောက်ကဈေးကြည့်ပါတယောက်ကဈေးလျှော့သွားတယ်အဲ့တယောက်ကနောက်ဈေးတင်တယောက်ကဈေးပြန်လျှော့ဟဲ့ဘာတွေမှမသိပါဘူးလေဒုက္ခပဲကျမတို့ကဟိုအိတ်သွားဝဲတာလားသူတို့ကိုယ်တော်သွားရှင်းပြရတာလားမသိဘူးရှင်းချက်တယ်ခါနာပဲဖက်ဝဲတဲ့အမားကြီးလည်းမေးပါလူလေအိတ်တလုံးဟဲ့စဉ်းစားကြည့်တော့ကျမကိုဖက်နဲ့ရောင်းနေတဲ့တော့ဘလို့ရောင်းနေမှတော့ဟာတာတော့မလို့ကျမကိုဘယ်ဒီနေရန်ပေးတယ်တဲ့ကျမဘလို့စီးရမလို့နောက်ကဂျာကြီးရလားအိတ်တလုံးတော့ဆွဲလို့မရဘူးဖက်နဲ့လည်းကြာကြောင်ပြက်စကောက်ဝဲလိုက်တာ4ရံဒီမှာလည်းဝဲတယ်အမားလည်းလှတယ်တန်တယ်ဆိုပြီးတော့တူအမလေးအိတ်တော့ကျမတို့ဒီဘက်က 3kg ပါကြီးလည်းပြောဟိုဘက်တိုက်ကမမြစိန်တိုက်ကလည်းသူ kg တွေချနေတာတော့ဟုတ်ပါအော်ဂျာကြီးပဲအဲ့ရဲ့ kg ကဘလို့စားလဲသူနားမလို့ကျမတို့ 3kg ပါကျွန်တော်က kg ကျွန်တော်ကလေရင်နဲ့တင်ပါမလို့လေရင်ရဲ့တမတ်တဲ့နှုံတိုင်းသူတို့ကဘာလို့မှနွားလဲတင်ပါလားကျမပြောလေကိုတဲ့ဒီအိတ်ကားတဲ့ဗါတဲ့လေနဲ့အသွားပြန်လုပ်တဲ့သူတွေကိုအဓိကထားရောက်လာတယ်ဟဲလို့တို့ကဘာနဲ့သွားထင်းလို့လဲပြောလိုက် mobile flight အဲ့ဒါပဲနေရလဲဒီကလာမလို့ရှင်ညာဘက်ကွင်ကျမတို့ဘောက်တော်ရောက်ပါတယ်တော့လောမလို့သိရမှာရဲ့လောမလို့တဲ့အမှန်တော့သူဒီအုံးမင်းတွေကိုမှတ်ထားတာကျမတက်နေကြအုံးမင်းတွေအုံးမင်းနဲ့မီလုံးတွေအုံးမင်းတက်နေကြ